အိန္ဒိယမှာ animation သင်တန်းကြောင့်မီးလောင်ပြီး15ဦးသေဆုံးအိန္ဒိယနိုင်ငံရဲ့ animation လေ့ကျင့်ရေးသင်တန်းကြောင့်အဆောက်အအုံတစ်ခုမှာအကြီးကျယ်မီးလောင်လို့သင်တန်းသားလူငယ်အများစုအပါအဝင်15ဦးထပ်မံသေဆုံးသွားခဲ့ပါတယ်။အိန္ဒိယနိုင်ငံမြောက်ပိုင်းကလက်ခနောင်းမြို့မှာဇွန်လ22ရက်နေ့ကမီးလောင်မှုဖြစ်ပွားခဲ့တာပါ။လက်ခနောင်းကအိန္ဒိယမှာလူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်တဲ့ဥတာပရာဒေ့ရှ်ရဲ့မြို့တော်ပဲဖြစ်ပါတယ်။မီးလောင်တဲ့3တက်အဆောင်ကအောက်ထပ်တွေမှာအိမ်မွေးတရိတ်ဆန်အယောင်ဆိုင်နဲ့တရိတ်ဆန်ဆေးကုကန်ဖွင့်လှစ်ထားပြီးအပေါ်ထပ်မှာတော့ animation သင်တန်းဖွင့်ထားတာပါ။မီးငြိမ်းသွားချိန်မှာအဆောက်အုံတစ်ခုလုံးနီးပါးစိုးစိုးရွားရွားမီးလောင်ထားတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။မီးလောင်မှုဖြစ်ခဲ့တော့ကအပေါ်ထပ်သင်တန်းစတူဒီယိုထဲမှာသင်တန်းသား22ဦးလောက်ရှိနေခဲ့ပါတယ်။လောလောဆယ်တော့သေဆုံးသူ15ဦးစာရင်းရရှိထားပြီးဒဏ်ရာရရှိသူ6ဦးရှိကြောင်း2ဦးရဲ့ဒဏ်ရာတွေကပြင်းထန်ကြောင်းတာဝန်ရှိသူတွေကပြောပါတယ်။အများစုကအသက်16နဲ့18နှစ်အရွယ်တွေဖြစ်ကြပါတယ်။ online မှာပြန်နှံခဲ့တဲ့ဗီဒီယိုတွေမှာတော့လူတွေကဂရင်းမောက်တရားနဲ့အပြင်ဘက်ကိုထွက်ဖို့စူးစမ်းနေကြတာတွေ့ခဲ့ရပြီးတအုပ်ကတော့အမြင့်ကနေပြီးတော့ပြုတ်ကျသွားခဲ့ပါတယ်။အဲဒီတယောက်ဟာအသက်ရှင်ခဲ့ပြီးဆေးရုံတင်ဖို့ခံထားရတယ်လို့ကယ်ဆယ်ရေးတွေကပြောပါတယ်။မီးငြိမ်းသွားတဲ့အဆောက်အအုံတွင်မှာမီးခိုးလုံးတွေဖုံးနေတာကြောင့်ကယ်ဆယ်ရေးအဖွဲ့တွေဝင်ရောက်လို့မရဘဲဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မလို့လေးစုပ်ပန်ကားတွေယူလာပြီးမီးခိုးတွေကိုအရင်ဆုံးရှင်းလင်းခဲ့ရပါတယ်။အောက်ထက်ကအိမ်မွေးတရိတ်ဆန်အယောင်ဆိုင်နဲ့လောင်အိမ်နဲ့ထည့်ထားတဲ့ခွေးရီကြောင်တွေကိုလည်းကယ်ဆယ်ရေးအဖွဲ့တွေကရွှေ့ပြောင်းပေးခဲ့ပြီးတရိတ်ဆန်တွေထိခိုက်ဒေဆုံးမှုရှိသလားဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။မီးစားတင်လောင်ကျွမ်းရတဲ့အကြောင်းရင်းကိုတော့ဆက်လက်စုံစမ်းနေဆဲပါ။ပြီးတော့လူငယ်တွေအများပြားပိတ်မိသေဆုံးရလောက်အောင်မီးဝင်းအန်ရဲ့တားဆီးကာကွယ်ရေးအစီအမံတွေမှာအားနည်းချက်တွေရှိသလားဆိုတာကိုလည်းတာဝန်ရှိသူတွေကစစ်ဆေးနေကြပါတယ်။လာဇာမိုင်းတော့ကလည်းဒေလီမြို့တော်မှာရှိတဲ့ဟိုတယ်တစ်ခုမီးလောင်မှုကြောင့်နိုင်ငံသားတွေအပါအဝင်လူပေါင်း20ကျော်သေဆုံးခဲ့ပါတယ်။